နိုင်ငံသားမှာရွှေတွေကို gram ချိန်နဲ့ဝယ်ရတာမို့လို့မြန်မာလိုကြက်ပဲရွေးကိုသိကျင်တဲ့သူတွေရှိလားရှိတယ်ဆိုလို့ရှိရင်အခုအင်းများတွက်ပြတဲ့နီးလေးကိုသုံးပြီးတော့ကိုယ်တိုင်တွက်ကြည့်လို့ရတယ်ပထမဦးဆုံး calculator လေးတော့ယူထားနော်အဲ့တော့အဲ့ဒါတွေမပြောခင်မှာအင်းများတို့တစ်ဖက်တစ်ခုသိရမယ်မြန်မာလိုစနစ်အဟောင်းတစ်ချက်မှာ gram ချိန်က 16.636 စနစ်ဟောင်းတစ်ချက်မှာ gram ချိန် 16.636 အဲ့ဒီတစ်ခုနောက်တစ်ခုကကြတော့ကြက်ပဲရွေးအခြေခံ unit ကြက်ပဲရွေးအခြေခံ unit 3ခုအဲ့တော့တစ်ချက်မှာ16ပဲတစ်ချက်မှာ16ပဲတစ်ပဲမှာ8ရွေးတစ်ပဲမှာ8ရွေးကဲဒါလေးကိုသိပြီဆိုရင်အများတို့စပြီးတော့တွက်လို့ရပြီအဲ့တော့စောစောကအများပြလိုက်တဲ့ဒီဆွဲသီးလေးက gram ချိန်နဲ့ဆိုလို့ရှိရင် 2.18 gram ရှိတယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ဘယ်လိုတွက်ကြမလဲအဲ့တော့အရင်ဦးဆုံး 2.18 ကိုအများတို့ကဘာနဲ့စားရမလဲဆိုလို့ရှိရင်စောစောက 16.636 နဲ့စားလိုက်ဒါဆိုလို့ရှိရင်ဘာထွက်လာမလဲဆိုရင်ကြက်ထွက်လာမယ်16.636နဲ့စားလိုက်ရင်ကြက်က3.131ဆိုပြီးထွက်လာတယ်အဲ့ဒီမှာရှေ့မှာ3ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးဒီတစ်ကြက်သားမပြည့်ဘူးအဲ့တော့တစ်ကြက်သားမပြည့်ဘူးဆိုတော့နောက်ကဟာတွေကဘာလဲဆိုတော့အင်းများတို့ကဘယ်နှပဲရှိလဲဆက်ပြီးတွက်မှာဖြစ်လို့တစ်ကြက်မှာ16ပဲဒါကြောင့်မို့လို့အမြောက်16ထွက်လာတာဒီ2.1 something ပေါ့နော်အဲ့တော့ရှေ့ကနှစ်ကလေးဒီဘာထွက်လာလဲဆိုတော့ပဲထွက်လာတာအဲ့တော့ပဲရှိသေးတယ်နောက်မှလည်းကနန်းတွေကရှိသေးတယ်ဆိုတော့အဲ့ကနန်းတွေကဘာတွေလဲဆိုတော့ရွေးတွေအဲ့တော့ဒီအရှေ့ကတွေ့ထားတဲ့နှစ်ကလေးကိုအနှုတ်နှစ်လို့လုပ်လိုက်မယ်ကျန်တာဒီရွေးတပဲမှာ8ရွေးရှိတဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုအင်းများတို့က8နဲ့မြောက်လိုက်လို့ရှိရင်3.83ရွေးရှိတယ်အဲ့တော့နှစ်ပဲနဲ့3.8ရွေးပေါ့နှစ်ပဲနဲ့ 0.8 ရှိတယ်မှန်လားမမှန်လားကိုရွှေချိန်ဆက်ကလေးနဲ့တစ်ခါလေးတိုင်းကြည့်မယ်နော်အဲ့တော့ဒီရွှေချိန်ဆက်ကလေးကဒီမှာမြင်တဲ့အတိုင်း 2.18 gram ရှိတယ်နော်အဲ့တော့ mg1 စနစ်အဟောင်းနဲ့ဆိုရင်ဘယ်လောက်လဲအော်အင်းများတို့တွက်ထားတဲ့အတိုင်းပဲနှစ်ပဲနဲ့ 0.8 ရှိပါတယ်နော်ကဲအဲ့လိုမျိုးတွေကိုကိုယ်တိုင်လည်းမတွက်ချင်ဘူးခေါင်းလည်းရှုပ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးရွှေချိန်ဆက်ကလေးတွေကို3,300နဲ့အမျက်စီမှာမှာယူလို့ရတယ်ချက်ချင်း unit ကလေးကိုနှိပ်လိုက်တာနဲ့သူ့ဘက်သူ automatic ပြောင်းပေးပါရဲ့နော်ဒီဆက်ကလေးကအမခံလဲပါတာမို့လို့အမျက်ရဲ့ Viber ဖုန်းနံပါတ်45009923ဒါမှမဟုတ်ချက်ပေါက်မှာအချိန်မရွေးလာရောက်မေးမြန်းပြီးဝယ်ယူလို့ရပါတယ်နာမည်နဲ့ဖုန်းနံပါတ်လေးသာပေးလိုက် MGL ရောက်တဲ့နေရာမှန်သမျှcash on delivery အိမ်ရောက်ငွေချေနဲ့ပို့ပေးမှာဖြစ်ပါတယ်ရှင်အားလုံးရဲ့မိသားစုရွှေအိမ်အောင်ရွှေတဖူကပါကျေးဇူးတင်ပါတယ်ရှင်မေ့သွားလို့နော်ထိုင်းစင်ကာပူမလေးရှားကိုလည်းအများတို့ပို့ပေးတယ်ဒါပေမဲ့သူတို့တွေအတွက်ကတော့အများတို့ငွေကြိုရှင်းရမယ်ပြီးတော့ပို့ခါကိုတော့ဝယ်တဲ့သူဘက်ကခံပေးရပါမယ်ရှင်